တို့ရေဒါလေးကမှတော့နော်အောက်ခံသူကအနက်စင်လေးပေါ့နော်အနက်စင်လေးမှာမှသူကအပေါ်ကဒီကာလာလေးပဲမှတို့ပြောင်းသွားမှာနော်ပြီးတော့သူကချိတ်စင်လေးပါနော်ချိတ်ဆောင်စင်လေးပါရင်ဆိုင်မှတော့34ကစယူပါရင်ဆိုင်သူက44ထိရပါတယ်အရှိလေးကမှတော့48ပါဈေးနှုန်းလေးကမှတော့ဒါလေးက3900နဲ့မှ900ပါမတို့8ကပ်ပါမယ်သူကကျိုးချီမပါဘူးဒီဂျိုင်းအောက်မှာသူကဒီလိုမျိုးပေါ့နော်မတို့ white ပြီးတော့ဒီလိုမျိုးလေးချုပ်ထားတဲ့အတွက်ကြောင့်မလို့မတို့ကျိုးချီစရာမလိုပေါ့နော် free site ပဲเนาะမတို့နောက်ဆုံး44ထိရတယ်เนาะမတို့ဈေးနှုန်းလေးကမတို့ဒါလေးက3900နဲ့မှ900ပါမြင်ဝတ်ထားတာဒါလေးမတို့လိုချင်တယ်ဆိုရင်ပန်းလို့မှတ်ပြီပါเนาะမတို့ဟုတ်ကဲ့ပါဒါလေးကမတို့အစိမ်းလေးပါအစိမ်းလေးပါရှင်ချစ်စရာလေးเนาะမတို့လှလိုက်တာအနောက်ဘက်ကဒီလိုလေးเนาะမတို့တော်တော်လှတယ်เนาะမတို့ဒါလေးကတော့မတို့အပြာလေးပါအပြာလေးပါရှင်အနောက်ဘက်ကဒီလိုမျိုးလေးเนาะမတို့အရန်လှတဲ့အစင်လေးပါဒါလေးကတော့မတို့အဝါလေးပါရှင်သူကငုဝါเนาะမတို့ငုဝါလေးပါဒါလေးကအနောက်ဖက်เนาะမတို့အရန်လှပါတယ်ဒါလေးကတော့မတို့ခိုးပြလေးပါเนาะသူကခိုးပြလေးပါအနောက်ဖက်ကဒီလိုလေးเนาะမတို့အရန်ကိုမှလှတော့เนาะခေါင်းလေးတွေကိုမတို့လိုချင်တယ်ဆိုရင် Viber number 0951224228မှာမတို့ဆက်သွယ်မှာယူလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်